ကဲဆိုတော့လော်လေးကတော့အလဲအပေါ်ကနေလာနေပြီပေါ့နော်ဆိုတော့အလဲလားမှာ first tower တော့မကြိုးသေးနေတာလို့ဆိုတော့ဒီလောကိုတော့ကောင်းကောင်းတော့ handle လုပ်နိုင်တယ်လို့တော့မြင်ပါတယ်ဒါပေမဲ့လည်းရှစ်ပေါ်တိန်နဲ့ကြာလာပြီးတော့ battery ဘက်ဆိုင်အချဆုံးတွေများသွားတော့တန်းအခမ်းမှာဆိုတော့ပေါ့လေ flag TZ ကာထားပြီးတဲ့ Selena Air က JP Man နေတော့မယ်တိုင်း Super Marco ရဲ့ Grand ကဘာတနက်ကဝါတနက်လားမသိတော့မယ်ဒါမှမထွက်ဘူးရောင်းရင်အဲ့ဒါပြောတာအဲ့မှာ Avado the Guardian မိနေတယ်နောက်မှာ Red Dam မှာထပ်ခေါ်ထားတယ် Grand ပြစ်ချက်တွေကမင်းလက်ပြုံအောင်ပြစ်နေရတယ်ဟိုဘက်မှာလည်းမရအောင် Flat TZ စိတ်မရှိတော့ Cherokee နဲ့ကတော့ Pew ကတော့ကောက်ခံလိုက်တယ် Feather Air Strike ကြမှာ Flat TZ တကောင်မှထက်ရလိုက်တယ် Hero King နေတော့တိုးတယ်10ကောင်တန်ကြီးတော့ပြေသွားပြီเนาะပေါ်လမ်းမှာတော့ Mega တွေဘာတော့မပေးလိုက်ဘူးဆိုမှ Super Marco ကတော့ခုလောနေတော့ Malefic Raw တွေဘာတော့ထွက်ဖောက်ရမယ်ဒီကောင်တနက်ကကြိုက်တီးကတနက်နဲ့သွားတူနေတာ bro ခလာပြောတာเนาะကိစ္စကဲကျွေးအောင်မလားဘာမှတော့ Falcon 3កောင်နဲ့ defense မနေတာမှာဟေးဘာဝင်လို့တာဟုတ်တယ်နော်ခုန82ဖြစ်သွားတယ် sorry bro မေ့သွားလို့အဲ့မှာ Fasa Feather Air Strike ကထပ်ပေးထားပြန်ပြီ Sanji Last Pick ကတော့ကောင်းနေတော့ Herrick ကတော့ Chrono Dash နဲ့ On One ဟာရဟိုကပြန်တီသွားတယ်တာဝါထုချင်ကောင်းပါလေရန်ကောင်းပါတယ်နောက်မလုံနဲ့နော် Mega Talent တော့ရငန်ဒီဆက်ဆဲမှာတော့ OHAP တီသွားတဲ့အနေထားတစ်ခု Fasa Shut Down Key Kylie တီးတီးရောက်သွားတယ်ရွှေပဲ bro Sanford တကောင်မှာအဆုံးသက်ခံလိုက်ရတယ် Hero Kit တို့လည်း3កောင်ပေးလိုက်တဲ့အခိုက်အတန့်မှာတော့ Falcon ပြန်ပြီးတော့ bounce back လုံနိုင်တော့မှာလားအဲ့မင်းတင်းလုက်ကရွာလာတာအဲ့ဒါကြီးကတော့ငါပြောပြီရွာတာပြန်ဘက်တင်တာတော်တော်ကြာနေပြီလို့မစ်တာမစ် Mega ကြီးတော်တော်ခဲနေတာဒီကောင်တွားရွာတယ် Mega တွေမပေးရပြီလားမသိဘူးအဲ့မီလားမသိဘူး what the fuck မတန်းတော့မအဲ့လောက်ပါဘူး Mega လောက်တော့ဖြစ်နိုင်တယ်ဟာတော့ Cherokee ရှိတယ်ဆိုတော့လေMega တော့မရဘူးMega တော့မရဘူး yes တော်သေးတယ်เนาะ Cherokee တော့တိုင်း respawn တိုင်းကြည့်နော် respawn တိုင်းနော် respawn တိုင်းပြီးွားနေချီပြီးက portal ပြေးခေါ်နေမယ်ကြည့်နေဒါပေမဲ့ဟိုဘက်ကကောင်နေအိမ်ပြန်သွားပြီပေါ့ပြန်သွားပြီချစ်ဥမာကျွေးနေကဲကျွေးနေပြီဟိုဘက်မှာ Harris Zama 4နောက်မှလည်း Harabuda Quick Cherokee ဘာပိုင်းမလားဖြူးနေနေတော့အကောက်ခံနေရတော့မယ်နောက်မှလည်း Granger Sonata Rasodi နောက်မှ join လာပြီ let find beat တက်နေပေးထားတယ် Avado တကားကြီးဟာရောကာလီကြီးကပြန်မောက်သွားတယ်နော် let find beat နဲ့တော့တက်နေနေဆိုမှလည်းရန်တော့မလုံလောက်ခဲ့ဘူးအပြတ်တက်ဖို့အဲ့မှာလည်း Super Marco နေနဲ့ double kill လေးတော့ပြန်ရလိုက်တယ်နောက်မှလည်း Granger Sonata Rasodi နဲ့ဒါပေမဲ့ Harris ကိုတော့ရှင်းမဟဲနိုင်ခဲ့အနေထားတခုမှာ double kill OHAP ကိုတော့ပြန်ပေးလိုက်တယ်ဟိုဘက်မှာလည်း on one ကောင်မှာကာတီးရဲ့လက်ချက်နဲ့အဆုံးသက်ခံလိုက်တယ်9ကောင်လုံးထင်း white ဖြစ်သွားတဲ့နောက်မှာတော့ liquid Philippine နေရတော့เนาะကျွန်တော်တပွဲပြန်နိုင်ဖို့တော့တော်တော်လေးတော့အခွင့်အရေးနီးစပ်နေခဲ့ပြီဖြစ်ပါတယ်အဲ့မီဆလီနာတကောင်လေးနဲ့တော့ကာဘူးကတော့ဘလို့မှဖြစ်နိုင်မှာမဟုတ်တဲ့အတွက်ကြောင့်เนาะဆိုတော့အဲ့မှာတော့เนาะတက်လာတဲ့ Creo လေးနဲ့အတူပဲ Crystal သုံးပြေးချိုးသွားကထွက်လာတဲ့ Pew ပါတက်နောက်ဆုံးမှာတော့ဘေးကြီးလဲကျိုးဝိုင်းနေပဲ game number 4တော့ကျွန်တော်တို့ဆက်လက်ပြီးတော့ခေါ်ဆောင်သွားခဲ့ပြီပဲဖြစ်ပါတယ် liquid เนาะမယ် Falcon ကဒီ drag နဲ့ same drag နဲ့သွားချတာတိုင်းတီးခံပြီပေါ့လို့ရတယ်တီးခံတာဟော